ဘာပေါ်မှာဒီလို logo မျိုးကိုမမြင်ဘူးတဲ့သူမရှိသလောက်ပါပဲစီနှလုံးကြောချင်းကတ်ထားတဲ့ဒီမတ်သားကဟိဟန်ကျွဲဝါမှုနဲ့မြင့်မြတ်တဲ့အမျိုးသမီးတူရဲ့ပြရုပ်တစ်ခုပါဒါပေမဲ့ဒီလောက်တောက်ပလွန်တဲ့အင်ပါယာကြီးရဲ့နောက်ွယ်မှာဘသူမှမသိစေချင်ခဲ့တဲ့နှိမ့်ကြတဲ့ဘဝဆက်ကြောင်းတွေလိန်ညာမှုတွေနဲ့နာစီတချို့တယောက်ရဲ့အရင်မဲတွေရှိနေတယ်ဆိုတာကိုကြားဘူးကြပါလားဒီနေ့မှာတော့ကျွန်တော်တို့ဟာ fashion လောကကိုထာဝရပြောင်းလဲပစ်ခဲ့တဲ့အမျိုးသမီးမိဘမဲ့ဂေယာကနေကပ္ပထိပ်သီးဖြစ်လာခဲ့တဲ့ကိုကိုရှန်နယ်ရဲ့လှုပ်ဝက်ချက်တွေကိုပေါ်ထုတ်ပေးသွားမှာဖြစ်ပါတယ်။သူမဟာတကယ်သူရဲ့ကောင်းလား။ဒါမှမဟုတ်ခွင့်ရေးသမားတစ်ယောက်လား။1883ခုနှစ်မှာပြင်သစ်နိုင်ငံရဲ့စင်းရဲလုံးတဲ့မိသားစုတစ်ခုမှာဂါဘရီရှန်နယ်ကိုမွေးဖွားခဲ့ပါတယ်။သူမအသက်12နှစ်မှာတည်းအမေဖြစ်သူကဆုံးမသွားပြီးတော့အဖေကလည်းသူမနဲ့ညီမတွေကိုမိဘမဲ့ဂေယာမှာထားပစ်ခဲ့ပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကရှန်နယ်ရဲ့နာမည်ကျော်အဖြူနဲ့အမဲဒီဇိုင်းတွေဟာဘယ်ကနေစတာလဲဆိုတာပါပဲအဖြေကတော့သူမကြီးပြင်းခဲ့တဲ့မိဘမဲ့ဂေယာကတီလာရှင်တွေဝတ်တဲ့ဝတ်စုံတွေပဲဖြစ်ပါတယ်သူမအတွက်တော့ fashion ဆိုတာကတော့အလှပတဲ့သူမရဲ့နာကျင်စရာအတိတ်ကိုဖုံးကွယ်ဖို့တွန်းခဲ့တဲ့လက်နက်တစ်ခုပါဒီနေ့ခေတ်မှာ Vargel Ever လို့ဒါမှမဟုတ်ဘူးဆိုရင် Alexander McQueen လို့ဒီဇိုင်နာတွေကသူတို့ရဲ့ခက်ခဲတဲ့ဘဝဖြတ်သန်းမှုတွေကိုအမှုပညာအဖြစ်ပြောင်းလဲခဲ့ကြသလိုပါပဲရှန်နယ်ကတော့သူမရဲ့စင်ရဲတဲ့ဘဝကိုဖုံးကွယ်ဖို့အတွက်minimalism style ကိုပထမဆုံးစတင်ခဲ့တဲ့သူပါမိဘမဲ့ဂေယာကနေထွက်လာပြီးတဲ့နောက်မှာသူမဟာအချုပ်သမားဖြစ်လှုပ်လှုပ်ရင်းနဲ့ညဘက်တွေမှာကဖေးတစ်ခုမှာတခြင်းဆိုခဲ့ပါတယ်သူမအမြဲဆိုလေးရှိတဲ့ကိုစလုံးပါတဲ့တခြင်းကြောင့်စစ်သားတွေကသူမကိုကိုလို့ဝိုင်းအော်ရာကနေဒီနာမည်စတင်ခဲ့တာပါဒါပေမဲ့ဒီနာမည်ရဲ့နောက်ကွယ်မှာလှုပ်ဝက်ချက်တစ်ခုရှိပါတယ်သူမဟာအထက်တန်းလွှာကြားတဲ့ကိုဝင်ဆန်းဖို့အတွက်သူမဟာမိဘမဲ့မဟုတ်ဘဲနဲ့အခွင့်အရေးရခဲ့တဲ့မိန်းကလေးတယောက်ပါဆိုပြီးတော့သူမရဲ့ဘဝဆက်ကြောင်းတွေကိုလိမ်ညာခဲ့ပါတယ်အတိတ်ကိုဘယ်လောက်တော့မုန်းလဲဆိုတာကတော့တိတာစီတဲ့အချက်ပါပဲချန်နယ်ရဲ့အောင်မြင်မှုလမ်းကြောင်းမှာယောက်ျား2ယောက်ကအရေးပါခဲ့ပါတယ်ပထမတစ်ယောက်ကတော့ Arian Bessel သူကတော့ရှန်နယ်ကိုအထက်တန်းလောကနဲ့မိတ်ဆက်ပေးခဲ့တဲ့သူပါဒုတိယတစ်ယောက်ကတော့သူမရဲ့တူတီတော်အချစ်စစ်လို့ပြောလို့ရတဲ့ Arthur Boyne Campbell ပါအဲဒီခေတ်ကအမျိုးသမီးတွေဟာငှက်မွေးတွေပန်းအနေနဲ့ရှုပ်ထွေးနေတဲ့အုတ်ထုပ်ကြီးတွေကိုခေါင်းပေါ်မှာတင်နေရတဲ့အချိန်မှာတော့ရှန်နယ်ကအလွန်ရိုးရှင်းတဲ့အုတ်ထုပ်တွေကိုဖန်တီးခဲ့ပါတယ်လူတွေကသူမကိုလောင်ပြောင်ခဲကြပေမဲ့သူမကတော့ခက်အေးပဲပြန်မေးခဲ့ပါတယ်။ဘာလို့အမျိုးသမီးတွေဟာအလှဆင်ငံပစ္စည်းတစ်ခုလိုဖြစ်နေရမှာလဲတဲ့။ဒါဟာဒီနေ့ခေတ်မှာအောင်မြင်တဲ့ stat တွေရဲ့နောက်ကစီဖန်တွေနဲ့ network ချိတ်ဆက်မှုတွေနဲ့ဆင်တူပါတယ်။ channel ဟာသူမရဲ့ network ကိုသုံးပြီးတော့ fashion လောကတွေကို distributor တယောက်ဖြစ်ဝင်ရောက်ခဲ့ပါတယ်။အဲဒီခေတ်ကအမျိုးသမီးတွေကခါးသီးဖို့အတွက်တန်ကြောင်းတွေပါတဲ့ corset တွေကိုအသက်ရှူကြအောင်ဝတ်နေရပါတယ်။ channel ကဒါကိုရဲဝံ့ဆန့်ကျင်ပြီးတော့အမျိုးသမီးတွေကိုလွတ်လပ်စွာလှုပ်ရှားနိုင်ခွင့်ပေးခဲ့ပါတယ်။နောက်ပြီးသူမလုပ်ခဲ့တဲ့အံ့ဩစရာကောင်းတဲ့အရာကဂျက်စီသားကိုသုံးခဲ့တာပါ။အဲဒီတုန်းကဂျက်စီဆိုတာကတော့အမျိုးသားတွေရဲ့အတွင်းကန်ချုပ်ဖို့ပဲသုံးတဲ့ပိတ်စာပါ။ဒါပေမဲ့ပထမကမ္ဘာစစ်တွဲမှာအဝတ်တွေရှားပါမှုကိုခွင့်ကောင်းယူပြီးအဲ့ဒီသားနဲ့ပဲခင်မီတဲ့ဝတ်စုံတွေကိုဖန်တီးပြခဲ့ပါတယ်။ဂျာလက်ကတော့တစ်ကမ္ဘာလုံးမှာအောင်မြင်မှုတွေရလာတာပါပဲ။ဒါဟာဒီနေ့ခေတ်အားကစားဝတ်စုံတွေက fashion ထက် active lifestyle ကိုဦးစားပေးတယ်လို့မျိုးရှန်နယ်ဟာလွန်ခဲ့တဲ့နှစ်တရာကလည်းဒါကိုလှုပ်ဆောင်ခဲ့တာပါ1921ခုနှစ်မှာကဘာကျော်ရှန်နယ်နံပါတ်5ပေါ်ပေါက်လာပါတယ်။ဘာလို့နံပါတ်5လို့ပေးရတာလဲဆိုရင်ရင်ဝေးဆရာကသူမကိုနမူနာ10ခုပြခဲ့ပါတယ်။အဲဒီတဲက9ခုမြောက်ပလင်းကိုရွေးခဲ့တာပါ။နောက်ပြီး9ဆိုတာကသူမရဲ့ lucky number လို့လည်းယုံကြည်ခဲ့ပါတယ်။ဒီရင်ဝေးကသူမကိုတန်းကျက်တထိန်မှဖြစ်စေခဲ့တယ်လို့ကြီးမားတဲ့တရားရင်ဆိုင်မှုတွေကိုပါတည်ဆောင်လာခဲ့ပါတယ်။1926ခုနှစ်မတိုင်ခင်အထိအမဲရောင်ဆိုတာကဇာမနာတွေမှာပဲဝတ်တဲ့ဝမ်းနေခြင်းအမှတ်သားတစ်ခုပါဒါပေမဲ့ရှန်နယ်ကဒါကိုအစင်တိုင်းရဲ့ပြရုပ်ဖြစ်အောင်ပြောင်းလဲပစ်ခဲ့ပါတယ်။ဒီမှာက fashion ဆိုတာခဏပဲကိုယ့်ရဲ့ style ကပဲထာဝရကြံရစ်တာလို့အမြဲပြောလို့ရှိပါတယ်။ဒီနေ့ခေတ်အမျိုးသမီးတိုင်းရဲ့ဗီဒီယိုထဲမှာအနက်ရောင်ဝတ်စုံတစ်စုံရှိတာဟာသူမရဲ့ကျေးဇူးကြောင့်ပါပဲ။ဒီ documentary ရဲ့စိတ်လှုပ်ရှားရဆုံးအပိုင်းကိုပြောပြပါမယ်။ဒုတိယကမ္ဘာစစ်တွင်မှာပါရီကိုနာဇီတွေသိမ်းထားတဲ့အချိန်မှာတော့ရှန်နယ်က Ritz Hotel မှာနာဇီရာရှိတွေနဲ့အတူပျော်ပျော်ပါးပါးနေထိုင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာမှထွက်လာတဲ့မှတ်တမ်းတွေအရသူမရဲ့တချို့လှုပ်ဝက်ကုန်းနံပါတ်ဟာ Agent F7124 ပဲဖြစ်နေပါတယ်။ဘာကြောင့်သူမနာဇီတွေနဲ့ပူးပေါင်းခဲ့တာလဲ။သူမရဲ့လုပ်ငန်းကိုပြန်ထိန်းချုပ်တင်လို့လား။ဒါမှမဟုတ်အသက်ရှင်ရပ်တည်ဖို့အတွက်ကြိုးစားခဲ့တာလား။စစ်ပြီးတဲ့အခါသူမဟာတစ္ဆာဖောက်မှုနဲ့ဖမ်းခံခဲ့ရပေမဲ့ပြည်ထောင်ဝင်ချင်းချုပ်ရဲ့ဂျားဝင်မှုကြောင့်လွတ်မြောက်ခဲ့ပါတယ်။ဒါဟာ fashion လောကရဲ့အကြီးမားဆုံးရှုပ်တော်ပုံပါပဲ။ဒီနေ့ခေတ်မှာတော့ celebrity တွေဒါမှမဟုတ် brand တွေကနိုင်ငံရေးအမှားတစ်ခုလုပ်ခဲ့တဲ့ဆိုရင် cancel culture နဲ့ရင်ဆိုင်တတ်ပါတယ်။ဒါပေမဲ့ရှန်နယ်ကတော့ဒီအမောင်တို့ကြားကနေဘလို့ပြန်လာခဲ့တယ်လဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။စစ်ပြီးနောက်ပိုင်းမှာပြင်သစ်လူထုကသူမကိုနာဇီတွေနဲ့ပတ်သက်ခဲ့လို့မုန်းတီးနေကြပါတယ်။ဒါပေမဲ့ရှန်နယ်ကတော့လက်မလျှော့ပဲနဲ့အသက်82နှစ်အရွယ်မှာ fashion လောကထဲကိုပြန်ဝင်လာပါတယ်
အဲ့ဒီမှာပဲနာမည်ကျော်ရှန်နင်စုကိုထပ်မံပြီးတော့ဖန်တီးခဲ့ပါတယ်ဒါဟာဒီနေ့ခေတ်လုပ်ငန်းရှင်မျိုးသမီးတွေအတွက်ယူနီဖောင်းတစ်ခုလိုဖြစ်သွားခဲ့ပါတယ်1982ခုနှစ်အသက်88နှစ်မှာကိုကိုရှန်နယ်အား Ritz Hotel မှာတယောက်တည်းကွယ်လွန်သွားခဲ့ပါတယ်လူမရဲ့နောက်ဆုံးစကားကဒီတော့လူတယောက်ဘလို့တည်ဆုံးသွားလဲဆိုတာကိုကြည့်ကြတာပေါ့တဲ့လူမဟာမိဘမဲ့ဂေယာကစားခဲ့တဲ့ဂဘာရီရဲ့လားဒါမှမဟုတ်အထက်တန်းလာကိုလိန်ညာခဲ့တဲ့ကိုကိုလားဒါမှမဟုတ်နာဇီတွေနဲ့ပူးပေါင်းခဲ့တဲ့တရှိုးလားအဖြေကဘာပဲဖြစ်ဖြစ်သူမမရှိတော့ပေမဲ့သူမတိဆောက်ခဲ့တဲ့အင်ဗာယာကြီးကတော့ကဘာ့ဖက်ရှင်လောကကိုစိုးမိုးထားစေပါယေရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့လူတွေအကြောင်းကိုထပ်ပြီးတော့သိကျင်သေးတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နောက်ထပ်ဘသူအကြောင်းကိုသိကျင်သေးတယ်လဲဆိုတာ comment မှာရေးပေးခဲ့ပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်